အားလုံးပဲတကယ်ယေရှုခရစ်တော်နာမတော်နဲ့မင်္ဂလာပါဒီကနေ့မှာပြောချင်တဲ့ message လေးကတော့မနေ့တုန်းကအဆက်လေးဖြစ်ပါတယ်မနေ့တုန်းကတော့တည်ပြီးအခြားတစ်ဖက်မှာဒုက္ခဝေဒနာတွေရှိသေးတယ်ခံစားမှုတွေရှိသေးတယ်ဆိုတာပြောခဲ့ပြီးပြီးတူအဲ့ဒီရဲ့တထေးကြီးကကျတော့ဘာတွေဖြစ်သွားလဲဆိုတော့ဟာလေးပေါ့နော်ဟိုဖက်တဲ့တစ်ဖက်ကမြည်ရတော့လည်းပဲကူးသွားလို့မရနိုင်တဲ့အခြေအနေလေးကိုပြုပြချင်တာဖြစ်တယ်အငြင်း24ကနေ26ထိဖြစ်တော့လဲ24နဲ့26ကိုပဲဖတ်ပေးမှဖြစ်ပါတယ်ဟိုအဘအာဗြဟံကျွန်တော်ကိုကေမတနာတော်မူပါကျွန်တော်ဒီဤမိလျက်၌ပြင်းစွာခံရသောကြောင့်လာဇရုဒီမိမိလက်ဖျားကိုရင်နှင့်ရေ၌နှစ်ရွယ်ကျွန်တော်ရှာကိုအေးစေခြင်းကသူ့ကိုကျွန်တော်ရှာတော့ဆေလွတ်တော်မူပါဟုကြော်လေ၏နော်ဆိုတော့25တော့ဖတ်တော့เนาะကြော်လိုက်မယ်ထူမတ်တပါငါတို့နဲ့တင်တော့စကြား၌အလူနဲ့လှဆိုတော့6 GT လည်းရှိ၏ဖူးကြောင့်ဤအယက်မတင်တော့ရှိရတော့ကူးချင်တော့သူမကူးနိုင်ထူရက်မငါတို့ရှိရတော့ကူးချင်တော့သူလည်းမကူးနိုင်ဘူးဆိုလေကျွန်တော်တို့ဟိုဖက်ဒီဖက်မြည်ရတော့လေပဲဟိုဖက်ဒီဖက်ကကျွန်တော်ကူးလို့မရဘူးဆိုတာကိုမြင်နေရတယ်အဲ့တော့ရေကိုဘောနော်ရေတစ်ဆက်လေးချပေးပါလားကျွန်တော်ရှာတယ်မှာအမောပြလိုက်နိုင်မဲ့ရေတစ်ဆက်လေးတောင်းတာတော့မှပဲမရပါဘူးဒါပေမဲ့ကျွန်တော်ဟိုဖက်ဆိုလွန်သွားပြီဖြစ်တယ်အဲ့တော့ကျွန်တော်နောက်မကြခင်မိမိအသက်ရှင်စင်လေးမှာပဲကျွန်တော်အဲ့ဒီအပေလားနဲ့ကောင်းကင်လားကိုရွေးချယ်လို့ရတာဖြစ်တဲ့အတွက်အသက်ရှင်စင်မှာပြင်ကျွန်တော်ရွေးချယ်အောင်တလားမဲ့အဲ့ဒါကတော့သခင်ယေရှုခရစ်တော်ရဲ့လမ်းဖြစ်ပါတယ်ရောက်စီတိုင်းမှာဖျက်ပြီးကောင်းချီးချပေးပါစေ